မွေးနံ့တာဆိုတာဈေးကြီးတာအဓိကမဟုတ်ဘူးစစ်မှန်ဖို့ပဲလိုတာအကောင်းဆုံးအမွေးနံ့တာဆိုတာမင်းကိုနမ်းလိုက်တာနဲ့မင်းကိုသဘောကျသွားတာမျိုးမဟုတ်ဘဲနဲ့နမ်းလိုက်တဲ့သူကိုယ့်အကြောင်းကိုပြန်တွေးမိသွားတာမျိုးဖြစ်ရမယ်ဆိုင်တွေကအမွေးနံ့တာတွေကိုအစင်လိုက်တင်ပြထားမယ်ပြီးရင်ဧည့်သည်တွေကိုမျက်လုံးစီးပြီးအနံ့ခံခိုင်းမယ်ကြိုက်တဲ့သူကိုအမွေးအိတ်ပေးပြီးမဲပေးရမယ်အမွေးအများဆုံးရတဲ့သူကဒီနှစ်အတွက်ပန်းနဲ့သမီးအမွေးနံ့တာစုကိုရမယ်ဒါကဘာအနံ့လဲလူလောကလို့ခေါ်တဲ့ဒီအနံ့ကငငယ်တုန်းကအိမ်မှာတစ်ပြက်အောင်မှာစာဖတ်ခဲ့တဲ့အချိန်တွေကိုပြန်တရိရစေတဲ့လေကွင်းထဲကအနံ့တွေကိုခန်းစားမိတဲ့အိမ်ကထွက်သွားတဲ့နှစ်တုန်းကစပားပင်တွေကအခုမှအနံ့ထွက်ခါစားပဲရှိသေးတယ်20နှစ်ကြာတဲ့အထိအိမ်မပြန်ဖြစ်တော့ဘူးဧည့်သည်တို့ခင်ဗျာအမွှေးအိတ်တွေကိုအလဲကချင်းတောင်းနဲ့ထည့်ပေးကြပါခင်ဗျာခွာချင်းကြီးရဲ့လူလောကအမွှေးနံ့တာကအမွှေးအိတ်68ခုနဲ့ဒီနေ့အတွက်အနိုင်ရသွားပါပြီစူပိုင်ရှင်စကားမပြောဘဲနေပေးလို့ရမလားမင်းရဲ့လူလောကထဲမှာဘာတွေတုံးထားတာလဲရှေးဟောင်းနှစ်သားအမွှေးနံ့တာဆန္ဒကူအဲ့ဒီပစ္စည်းတွေကိုကျမကအကောင်းဆုံးတွေကြီးတုံးထားတာပါမင်းရဲ့အမွှေးနံ့တာတဲကအနှစ်ကိုကျမနောက်မှနမ်းကြည့်လိုက်တယ်စံပယ်ရက်နဲ့လက်ဖက်ရက်နဲ့ပြီးတော့ကျမမခွဲခြားတတ်တဲ့တခြားအရာတွေပါသေးတယ်ဒါပေမဲ့ဘာလို့အဲ့ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါလူကိုငိုချင်းစိတ်ပေါက်လာအောင်လုပ်လိုက်တာလဲကျိုးပိုင်ရှင်မင်းကိုမေးခွန်းတစ်ခုလောက်မေးဘူးလားဘာလဲမင်းအမွှေးနံ့တာလုပ်နေတာဘာအတွက်လဲကျမအမွှေးနံ့တာစလုပ်တုန်းကအဖေဆေးကူးဖို့ပတ်စံလို့လုပ်တာနောက်တော့မိသားစုလုပ်ငန်းကိုထိမ့်သိမ်းဖို့နဲ့ပန်းဆိုင်တဲ့သူတွေကိုထမင်းစားဖို့လမ်းစာပေးနိုင်ဖို့လုပ်တာနောက်ဆုံးကြတော့အကြောင်းအရာတချို့ကိုမှတ်မိနေဖို့လုပ်တာပန်းကင်းတွေကလေပြေလေးတွေတောင်နောက်ဘက်ကရှင်းဟောင်းပင်ကြီးတွေအမေအိမ်မှာအမွှေးနံ့တာဖော်ဆက်နေတဲ့ပုံရိပ်တွေကိုမှတ်မိနေဖို့လုပ်တာပါမင်းရဲ့အမွှေးနံ့တာတွေကဈေးကြီးပေမဲ့မင်းရဲ့အမွှေးနံ့တာထဲမှာမင်းကိုယ်တိုင်မပါဘူးစူပိုင်ရှင်ပြောတာမှန်လိုက်တာကျမရှုံးတာကိုဝန်ခံပါတယ်မင်းပြောတာဟုတ်တယ်ကျမရဲ့အမွှေးနံ့တာထဲမှာကျမကိုယ်တိုင်မပါဘူးဒီလောက်နှစ်တွေကြာလာတာတကယ်လို့သာကျမကထန်းရှမ်းကိတ်ရဲ့အမွေဆက်ခံသူမဟုတ်ဘူးဆိုရင်ဘသူကမှနိုင်စရာမလိုဘူးဆိုရင်ကျမဘလို့အမွေနံ့တာမျိုးကိုဖော်ဆက်ဖြစ်မလဲဒီအကြောင်းကိုတွေးမိအောင်လုပ်ပေးလို့ကျေးဇူးတင်ပါတယ်ကျိုးရွက်ချမ်းဒီကိုဘလို့ရောက်လာတာလဲမင်းကိုလာကြည့်တာလေဒါကအစ်စ်ဖော်ဆက်ထားတဲ့လူလောကအမွေနံ့တာစေးနေတဲ့မှာတမျိုးထပ်ဖြစ်ထားတဲ့စမ်းကြည့်ပါဦးဒါကရန်နံ့ပဲအင်းကျမတို့အိမ်ကားတွေတော့မခူးရသေးဘူးဒီတတုတ်ကတောင်နောက်ဘက်ကရှေးဟောင်းပင်ကြီးကနေယူထားတာပန်းပွင့်တာနောက်ကျပေမဲ့ပိုပြီးချုံမြင့်နေမင်းဒီကိုလာတာဒါပေးဖို့တက်တော့မဟုတ်တော့ဘူးနော်မင်းနဲ့ကိစ္စတစ်ခုတိုင်ပင်ချင်လို့ပါချမ်းရှမ်းကိတ်မှာရာစုနှစ်ချီတဲ့နာမည်ကောင်းရှိတယ်အကောင်းဆုံးပန်းနံ့တွေရှိတယ်ပန်းရိုးရထောက်ပံ့မှုတွေရှိတယ်ပြီးတော့မင်းအတွက်အသုံးဝင်မဲ့ရိုးသားတဲ့ဆန္ဒလည်းရှိတယ်ဟာမင်းငါ့ကိုပူပေါင်းဖို့ကန့်လန့်တာလားပန်းတွေကအမျိုးမျိုးပွင့်ကြတယ်တစ်ခုချင်းစီမှာအလှကိုစီရှိကြတာပေါ့လေကွင်းတစ်ခုထဲမှာပန်းတွေစုံလင်စွာပွင့်နေတာကတမျိုးတည်းပွင့်နေတာထက်ကြီးကောင်းတာပေါ့စူအမရေစပယ်ပန်းကဘလို့အနက်လဲနမ်းကြည့်ပါဦးတခြားလိုပဲချုံမြင်နေဟုတ်တယ်စပယ်ရဲ့အချိုတက်ကကြည်လင်တဲ့အချိုမျိုးစီစဝါကတော့မဟုတ်ဘူးစီစဝါကပိုပြီးဆူးရှာတယ်ပိုပြီးဆွဲဆောင်မှုရှိတယ်သမီးကငြိမ်လေးနေတတ်တဲ့သူဆိုတော့ဆူရှာတဲ့အနံ့မျိုးမတင်တော့ဘူးဒီအချင်းရမဆိုတဲ့အမွှေးနံ့တာကစပယ်နဲ့လက်ဖက်ရနံ့လေးနဲ့မို့လို့သမီးနဲ့ပိုပြီးလိုက်ဖက်တယ်ပိုပြီးကြည်လင်တည်ငြိမ်နေအရင်တုန်းကတော့လူတွေကိုဈေးကြီးတာပဲဝယ်ဖို့တင်ပေးခဲ့တာအခုတော့တန်ဖိုးရှိတာကိုဝယ်ဖို့တင်ပေးနေတဲ့ခံစားချက်ကဘယ်လိုလဲကောင်းပါလေဧည့်သည်တွေမှန်ကန်တာကိုဝယ်သွားရင်သူတို့နောက်တစ်ခါပြန်လာကြလိမ့်မယ်ဒီနေ့တော့တတိယမြောက်ပန်းတစ်မျိုးဖြစ်တဲ့နှင်းစီကိုလေ့လာကြရအောင်နှင်းစီမှာဒမတ်စကတ်နှင်းစီနဲ့ပြီးရင်နှင်းစီဆိုပြီးရှိတယ်တစ်မျိုးကအနောက်တိုင်းကနေရောက်လာတာတစ်မျိုးကတော့ကျမတို့ရဲ့ဒေတာခံမျိုးစိတ်ပဲဒမတ်စကတ်နှင်းစီကအစီတက်ပူပါတာမို့လို့အမွှေးစီလုပ်ဖို့ကောင်းတယ်ပြီးရင်နှင်းစီကတော့ပွင့်ချက်ပိုထူတာမို့လို့လက်ဖက်ရည်ဖြောတော့ရင်ပိုကောင်းတယ်ရှောင်းဟဲ့ဘာလို့ပြန်မသွားသေးတာလဲစူအမကျမနည်းနည်းလောက်ထပ်လေ့ကျင့်ချင်လို့ပါဒီနေ့ဖော်ဆက်တဲ့စပယ်ပန်းတွေကအပူချိန်ကိုကောင်းကောင်းမထိန်းနိုင်သေးဘူးဖြည်းဖြည်းချင်းတင်ယူပါဒါပေမဲ့စူအမကျမမြန်လေးတက်ချင်တယ်မြန်လေးပတ်စံရှာချင်တယ်အဖိုးကိုပင်ပန်းတဲ့ဒုက္ခကနေကယ်တင်ချင်လို့ပါငါအမေငါကိုတင်ပေးတော့ငါဘာကိုအရင်ဆုံးတင်ပေးခဲ့လဲသိလားမသိဘူးစေးနေမဟုတ်ဘူးအပူချိန်လည်းမဟုတ်ဘူးပန်းပွင့်တိုင်းကိုအရင်ဆုံးသိအောင်လုပ်ဖို့ပဲပန်းတပွင့်ချင်းစီရဲ့ပုံစံသူ့ရဲ့အနံ့သူပွင့်တဲ့အချိန်တွေကိုမှတ်မိနေရမယ်မင်းသားပန်းတပွင့်ကိုအမှန်တကယ်နားလည်မှာပဲသူ့ရဲ့အကောင်းဆုံးအစိပ်ပိုင်းကိုဘယ်လိုထိန်းသိမ်းထားရမလဲဆိုတာသိမှာမှတ်မိသေးလားအဲ့ဒီနေတော့ကဈေးထဲမှာမ
မင်းတယောက်တည်းထောက်တနေရမှာထိုင်နေပြီးမင်းရှိကအမွှေးစီတွေကိုဘယ်သူမှစိတ်မဝင်စားကြဘူး။ကောင်းကင်ကြီးမောင်လာတော့ဒီနေ့လည်းဘာမှမရောင်းရပဲအိမ်ပြန်ရတော့မယ်ထင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလူတယောက်ရောက်လာပြီးမင်းရဲ့အမွှေးစီကိုကောက်ကင်လိုက်တယ်။မင်းလည်းပြောလိုက်သေးတယ်ကောင်းတဲ့အရာဆိုတာဒီဈေးနဲ့တန်ပါတယ်လို့အဲ့ဒါကိုကျမအခုထိတင်ထားတယ်မတုံးရက်လို့မဟုတ်ဘူးမေ့သွားမှကြောက်လို့ပါ။ဘာကိုမေ့သွားမှလဲ။အဲ့ဒီနေ့ကိုမေ့သွားမှကြောက်တာပါ။တာမန်ဆိုရင်အဲ့ဒီနေ့ကဈေးထဲမှာငါအချိန်ပိုမလျှောက်မိရင်လူအုပ်ထဲမှာငါမရက်တန်းခဲ့မိရင်ဖြန့်ရှမ်းခဲ့ရဲ့ရာစုနှစ်ချီနာမည်ကောင်းကိုပဲယုံကြည်ပြီးတော့သူစိမ်းကောင်မလေးတယောက်ရဲ့ပစ္စည်းတစ်ကိုမစမ်းတက်ကြည့်ခဲ့မိရင်ဒီဘဝရဲ့အကောင်းဆုံးကံကြမ္မာကိုငါလက်လွတ်သွားနိုင်တယ်။မင်းငါကိုရှုံးမှကြောက်လားလို့မေးတဲ့အချိန်တုန်းကငါကြောက်တယ်လို့ပြောခဲ့တယ်။တကယ်တော့နောက်ထပ်ကြောက်တာတစ်ခုရှိသေးတယ်။မင်းကအယောင်းဝယ်လုပ်ဖို့ပဲစိတ်ဝင်စားနေတာကိုကြောက်တာ။အယောင်းဝယ်ဆိုတာအစပြုံးရုံပါပဲမင်းကတော့အဲ့ဒါထပ်ပို့ပါတယ်။နောက်ပိုင်းမှာဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။လူတွေကိုပိုတင်ပေးမယ်ပန်းဆိုင်တဲ့သူတွေရဲ့သမီးတွေကိုအမွှေးနှံတာဖော်ဆက်တတ်အောင်တင်ပေးမယ်ပန်းရောင်းတဲ့ကောင်မလေးတွေကိုကိုချစ်တော့ပေါ်ကိုရက်တီနိုင်အောင်ကူညီပေးမယ်။ဟွာချင်းကြီးရဲ့အမွှေးစီကိုရတဲ့သူတိုင်းပန်းတပွင့်ရဲ့အလှပဆုံးအချိန်ကိုခံစားမိစေချင်တယ်။